နင်တို့တွေဘာမှအသုံးမကျဘူး project လောက်ထားတာဘာမှအဆင်မပြေဘူးအစအဆုံးပြန်တပြန်ကြမလုပ်ချင်ရင်အလုပ်ထွက်ကြဟုတ်ကဲ့ပါအမနင်ကခုမှစရောက်တယ်ဆိုပြီးဘာမှမလေ့လာဘူးတနေ့တနေ့ဖုန်းပဲကြည့်နေတာစိတ်ဝင်စားဘူးလား စိတ်ဝင်စားပါတယ်အမ နောက်ခါဖုန်သုံးတာမမြင်ချင်ဘူးကြားလားဒါဆရာအကြိုက်ဆုံး coffee စစ်စစ်လေးပါဒီ project အတွက်ကျမညာလုံးပေါက်စဉ်းစားပြီးအကြံထုတ်ထားတာဆရာစိတ်ကြိုက်ဖြစ်မှာပါ ငါတပည့်ရှိလို့ပဲစိတ်ချရတာတော်တယ် ငါတို့မန်နေဂျာကငါတို့ကိုအမြဲအောငေါက်နေတာပဲနော်ဟုတ်ပါရဲ့ငါတို့ဘယ်တော့မှအကောင်းမပြောဘူးအဲ့ဒါကြောင့်ငါတို့ဒီလောက်ပင်ပန်းနေရတာဆရာအတွက်နေကင်းမဲ့ရင်ပူရင်စားဖို့တတိလေးတွေဝယ်ခဲ့ပေးတာလမ်းကြုံလို့လေ တော်အလိုက်သိရတပည့်ပဲဗျာ ဘိုက်စာလို့ထမင်းစားလိုက်အောင်မယ်လာစားကြပါအောင်ဆရာအတွက်ဆရာကြိုက်တဲ့ဝတ်သားဟင်းချက်လာခဲ့တယ်တူတူစားကြမယ်လေ အေးစားရောင်လေ ဆရာကဝတ်သားကြိုက်တယ်ထည့်ပေးမယ်နော်အားလုံးလာစားကြပါအောင် အားလုံးလာစားကြပါအောင်